electronic ပတ်လန်းတွေမှာ optocoupler ဆိုတာဘာလဲဘာကြောင့်အသုံးပြုကြသလဲဆိုတာကိုသင်ရောစဉ်းစားဖူးပါသလား optocoupler ဆိုတာဟာတစ်ခုနဲ့တစ်ခုတီးခြားစီဖြစ်နေတဲ့ circuit နှစ်ခုကြားမှာလျှက်စစ်အချက်ပြလိုင်းတွေကိုကူးပြောင်းပေးဖို့နိုင်တဲ့ semiconductor အစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်သူ့ရဲ့ထူးခြားချက်ကတော့ဒီပတ်လန်းနှစ်ခုဟာလျှက်စစ်စီးဆင်းမှုအရာဓာတ်ရိုက်ထိတွေ့မှုမရှိဘဲလုံးဝတီးခြားစီဖြစ်နေတာပါပဲ optocoupler တစ်ခုရဲ့အတွင်းပိုင်းမှာအလင်းထုတ်ပေးတဲ့ LED တစ်လုံးနဲ့အလင်းကိုဖမ်းယူပေးမယ့် photo transistor လိုမျိုး light sensor တစ်ခုပါဝင်ပါတယ် LED မီးပွင့်လာတဲ့အခါအလင်းတန်းတွေကို sensor စီကိုပို့လွှတ်လိုက်ပြီး sensor ကအလှုပ်လှုပ်ကတခြားဘက်ကပတ်လန်းစီကိုအချက်ပြလိုင်းတွေဆက်လက်ပို့ဆောင်ပေးလိုက်တာဖြစ်ပါတယ် ဒီနီလန်းဟာဘေးကင်းလုံခြုံရေးအတွက်အရန်ကိုအသုံးဝင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာမြင့်မားတဲ့ high voltage တွေနဲ့လျှက်စစ်ဆူညံတဲ့ electrical noise တွေရန်ကနေအနုစိတ်ပြီးထိခိုက်လွယ်တဲ့ electronic အစိတ်အပိုင်းတွေကိုကာကွယ်ပေးနိုင်လို့ပါပဲ။ဒါကြောင့်လဲ optocoupler တွေကို power supplies တွေ microcontroller ပတ်လန်းတွေနဲ့စက်မှုလုပ်ငန်းသုံးစနစ်တွေမှာအခြေတပြန့်အသုံးပြုနေကြတာဖြစ်ပါတယ်။ရေဘူးရအားဖြင့် optocoupler တစ်ခုမှာပင်၄ခုပါဝင်ပါတယ်။ပင်နံပါတ်1ကိုတော့သူ့ရဲ့အခွန်ပေါ်မှာပါတဲ့အမှတ်သား notch ကိုကြည့်ပြီးခွဲခြားနိုင်ပါတယ်။အခုဆိုရင် optocoupler တစ်ခုကို multimeter အသုံးပြုပြီးဘယ်လိုစမ်းသပ်မလဲဆိုတာဆက်ကြည့်အောင်။အရင်ဦးဆုံး multimeter ကို diode mode မှာထားလိုက်ပါ။အနီရောင် probe ကိုပင်1မှာထောက်ပြီးအနက်ရောင် probe ကိုတော့ပင်2မှာထောက်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီအခါ forward voltage အနေနဲ့ 0.9 volt ကနေ 1.3 volt ကြားပြသနေပါလိမ့်မယ် အကယ်၍ probe တွေကိုပြောင်းပြန်လှန်ပြီးထောက်လိုက်မယ်ဆိုရင်တော့ multimeter မှာ OL ဒါမှမဟုတ်တုံညလို့ပြနေပါလိမ့်မယ်ဆက်လက်ပြီး pin 3နဲ့ pin 4ကိုထောက်ကြည့်တဲ့အခါမှာလဲ OL လို့ပဲပြနေမယ်ဆိုရင်သင်ရဲ့ optocoupler ဟာအခြေအနေကောင်းမွန်တယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ optocoupler တစ်ခုဟာတကယ်တမ်းစနစ်တကျအလုပ်လုပ်မလုပ်ပိုတေချအောင်တော့ဒီနီးလန်းနဲ့ထပ်ပြီးစမ်းသပ်သင့်ပါတယ်အရင်ဆုံး LED ဘက်အချမ်းမှာ battery နဲ့ resistor ကိုချိတ်ဆက်ပေးပါပြီးရင်တော့ transistor ဘက်အချမ်းကို multimeter နဲ့တိုင်းတာကြည့်ရမှာဖြစ်ပါတယ်အကယ်၍ multimeter မှာတန်ဖိုးတစ်ခုခုပြနေပြီဆိုရင်တော့ optocoupler ဟာပုံမှန်အတိုင်းအလုပ်လုပ်နေတာဖြစ်ပြီးဘာတန်ဖိုးမှမပြဘူးဆိုရင်တော့ဒီ optocoupler ဟာပြတ်နေပြီလို့ဆုံးဖြတ်နိုင်ပါတယ်